မြို့တွေကကြောက်မြက်အများစုကဈေးကြီးလို့ဝန်တယောက်မဝယ်နိုင်ခဲ့ပါဘူးအဲ့ဒါကြောင့်သူဟာဘသူမှမပိုင်တဲ့ကြောက်မြက်တွေကိုရှာဖို့တောထဲကိုထွက်လာခဲ့ပါတယ်သူရှာတွေ့တဲ့ကြောက်မြက်အများစုကလက်လန်းမမီတဲ့နေရာတွေမှာပဲရှိနေလို့ဝန်တယောက်စိတ်ပြက်နေခဲ့တာပါအဲ့ဒီအချိန်မှာ Cube ကစွမ်းရည်အပြည့်ရှိတဲ့ကြောက်မြက်တွေရှိရာမြေအောက် area တစ်ခုကိုအာယုံခံမိကြောင်းပြောလာပါတယ်ဝန်ကအဲ့ဒီနေရာကို teleport လုပ်ဖို့စူးစမ်းပေမဲ့မအောင်မြင်လို့အံ့ဩသွားပါတယ်Cube ကလုံးဝပိတ်ဆို့နေတဲ့နေရာမျိုးစီကို teleport လုပ်လို့မရကြောင်းနဲ့အနည်းဆုံး1 cm လောက်ရှိတဲ့အကြောင်းတစ်ခုတော့လိုအပ်တယ်လို့ရှင်းပြပါတယ်ဒါနဲ့ဝန်လည်းအာယုံခံစွမ်းရည်ကိုတုံးပြီးအကြောင်းတစ်ခုကိုလိုက်ရှာကဂူထဲစီကို teleport လုပ်ပြီးရောက်သွားခဲ့ပါတယ်ဂူထဲမှာဘာလို့ရေတွေဆူဆွနေရတာလဲလို့ဝန်တွေးနေတော့ရှေ့ကိုဆက်လျှောက်သွားတဲ့အခါတခုခုလှုပ်ရှားနေတာကိုမြင်ပြီးလန့်သွားပါတယ်ဒါပေမဲ့တေချာကြည့်လိုက်တော့မှဖားတစ်ကောင်ဖြစ်နေတာကိုသိလိုက်ရတယ်Cube ကကြောက်မြက်တွေကသူ့ရှေ့တဲ့မှာရှိနေတယ်လို့ပြောပေမဲ့အဲ့ဒီနေရာကလမ်းပိတ်နေလို့ဝန်အခက်တွေ့သွားပြန်ပါတယ်အဲ့ဒီအချိန်မှာလေတိုက်ခတ်လာတာကိုခံစားလိုက်ရလို့ထွက်ပေါက်တစ်ခုရှိရမယ်ဆိုတာဝန်ရိပ်မိသွားပြီးအပေါက်လေးတစ်ခုကိုတွေ့သွားပါတယ်သူကအဲ့ဒီအပေါက်ကိုတုံးပြီးနန်ရန်ရဲ့တစ်ဖက်ချမ်းစီကို teleport လုပ်လိုက်တဲ့အချိန်မှာပဲအီယာမမွေကြီးတစ်ကောင်ကသူ့ကိုဝါးမျိုးကိုစောင့်နေတာနဲ့ကွက်တိတိုးပါတော့တယ်ကံကောင်းစွာနဲ့ဝန်ကနောက်ဆုံးစက္ကန့်မှာပဲအဝေးကို teleport လုပ်ပြီးရှောင်ထွက်နိုင်ခဲ့ပါတယ်ကြောက်မြက်တွေနားမှာအောက်ချီပလက်ဖောင်းတီးတီးလေးတစ်ခုကိုတွေ့ရပြီးအဲ့ဒီနေရာကို teleport လုပ်ရင်ပြုတ်ကျတည်ဆုံးနိုင်မှဝန်သိတာကြောင့်အောက်ကိုအရင်ဆင်းပြီးမှဖြည်းဖြည်းချင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်မွေကြီးကသူ့နောက်ကိုတကောက်ကောက်လိုက်လာပြီးဝင်တိုက်ဖို့လှုပ်ပြန်ပြီးဝန်ကနောက်တစ်ချိန်ထပ်ပြီး teleport နဲ့ရှောင်လိုက်ပြန်ပါတယ်သူကကြောက်တုံးတစ်ခုမှကြိုးချီလိုက်တဲ့အခါ Cube ကဒီ area ထဲမှာကြောက်မြက်12တုံးရှိတယ်လို့ပြောတာကြောင့်ဝန်တယောက်ဝမ်းသာလုံးလို့မျက်ရည်ပင်ကျရပါတယ်သူကကြောက်မြက်တွေကိုစပြီးတူးဆွတ်တဲ့အချိန်မှာတတုံးက6ထဲပြုတ်ကျသွားတာကြောင့်အောက်မှာဘာရှိလဲဆိုတာသိအောင်အာယုံခံစွမ်းရည်နဲ့ကြည့်လိုက်ပါတယ်ဒါပေမဲ့သူ့နောက်တဲ့မှာရောက်နေတဲ့မွေကြီးကိုအာယုံခံမိသွားလို့ဝန်တယောက်လန့်သွားရပြီးမွေကြီးရဲ့တိုက်ခိုက်မှုကြောင့်ကြောက်တုံးပေါ်ကနေပြုတ်ကျသွားပါတော့တယ်မွေကြီးကသူ့နောက်ကိုလိုက်ခုန်ပေမဲ့ရေထဲပြုတ်ကျသွားခဲ့ပြီးဝန်ကတော့ကျိုးကြောင့်အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်ဒါပေမဲ့ကျိုးကပြတ်ထွက်သွားပြန်လို့ဝန်လည်းရေထဲပြုတ်ကျသွားခဲ့ပြီးသူ့ရဲ့ခေါ်ပြားနဲ့မွေကြီးကိုခုခံဖို့ကြိုးစားပေမဲ့မွေကြီးကသူ့ခန္ဓာကိုယ်ကိုရစ်ပတ်လိုက်ပါတော့တယ်ဝန်က Cube ရဲ့အတွင်းကဘာတွေကိုဝင်ပြေးဖို့စူးစမ်းပေမဲ့ Cube ကသူ့ရဲ့ကိုယ်အလေးချိန်ထက်ဝက်ထက်ပိုများတဲ့တက်ရှိတတ်တော်ကိုအတူခေါ်ပြီးဝင်လို့မရဘူးလို့တားဆီးပါတယ်အဲ့ဒါနဲ့ဝန်ကမွေကြီးကိုခေါ်ပြားနဲ့အားကုန်ထိုးဆိုင်ပစ်လိုက်လို့မွေကြီးလက်လျှော့သွားတဲ့အချိန်မှာပဲ Cube ထဲကိုအမြန်ဝင်ပြေးလိုက်ပါတော့တယ်ဝန်က Cube ကိုကြောက်မြက်တွေကိုစုပ်ယူဖို့ပြောတဲ့အခါ Cube ကအစင်းမြင့်ကြောက်မြက်တစ်ခုဖြစ်လာဖို့အတွက်အခြေခံကြောက်မြက်3တုံးကိုပေါင်းစပ်ဖို့လိုတယ်လို့ရှင်းပြပါတယ်ကြောက်မြက်အမျိုးအစား3မျိုးရှိပြီးအခြေခံကြောက်မြက်တွေကစွမ်းရည်ကိုနည်းနည်းပဲတိုးပေးနိုင်ပြီးပဲအစင်းမြင့်ကြောက်မြက်တွေကတော့စွမ်းရည်တွေကိုအများကြီးပို့တိုးပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်ဝန်ကအစင်းမြင့်ကြောက်မြက်တွေဖြစ်ပေါင်းစပ်ဖို့ဆုံးဖြတ်လိုက်ပြီးမြဲ Cube ကပေါင်းစပ်ဖို့နာရီ100ကြာမယ်လို့ပြောလို့ဝန်လန့်သွားရပြန်ပါတယ်လက်ရှိမှာကြောက်မြက်17တုံးရှိတာမို့လို့9တုံးကိုပေါင်းစပ်ဖို့ရွေးချယ်ပြီးကျန်တဲ့2တုံးကိုတော့ဓာတ်ရိုက်စုပ်ယူလိုက်ဖို့ Cube ကအကြံပေးပါတယ်ဝန်လည်း Cube ရဲ့စကားကိုနားထောင်လိုက်ပြီးကြောက်မြက်2တုံးကိုစုပ်ယူပြီးတာနဲ့မွေကြီးကိုပြန်ရင်ဆိုင်ဖို့ထွက်လာခဲ့ပါတယ်စွမ်းရည်အစ်စ်တွေရရှိသွားတဲ့ဝန်ဟာအရှိန်အဝါချင်းမတူတော့ပဲအဲ့ဒီမွေကြီးကိုအသာလေးပဲပြန်လေနှိမ့်နှင်းပစ်လိုက်ပါတော့တယ်တစ်ဖက်မှာလဲစွန်နဲ့ဟွမ်တို့ဟာဘာတစ်ခုမှအရက်တောက်နေကြပြီးဟွမ်ကဝန်ကိုကလဲစားချေဖို့လိုအပ်ကြောင်းပြောလာပါတယ်ဒါပေမဲ့စွန်ကသူတို့နှစ်ယောက်ပူးပေါင်းရင်တော့ဝန်ကိုမနိုင်ကြောင်းတတိပေးခဲ့ပါတယ်အဲ့ဒီခါဟွမ်ကဝန်ကိုသူတို့ကိုယ်တိုင်ရင်ဆိုင်ဖို့မလိုပဲလူလို့ခေါ်တဲ့လူတစ်ယောက်ပြန်ရောက်လာပြီဖြစ်ကြောင်းစွန်ကိုပြောပြပါတယ်အရင်ကလူဟာဂျင်းကြောင့်ထွက်ခွာသွားခဲ့ရတာဖြစ်ပြီးအခုခါမှာတော့လူကိုလှည့်စားပြီးဝန်ကိုတတ်ခိုင်းလို့ရတယ်လို့ဟွမ်ကတွေးနေခဲ့တာပါအဲ့ဒီနောက်ဝန်ဟာရှန်နဲ့တွေ့ဆုံခဲ့ပြီးရှန်ကဝန်တစ်ယောက်တခြားလူတစ်ယောက်လိုဖြစ်သွားတယ်လို့ခံစားနေရပါတယ်ဝန်ကရှန်လက်ကိုဆွဲပြီးသူမကိုအမြဲတမ်းကာကွယ်ပေးသွားမယ့်အကြောင်းပြောပေမဲ့ရှန်ကတော့ဝန်တစ်ယောက်တည်းအရာရာကိုဝန်ထုတ်ဖို့ဖြစ်အောင်မထမ်းပိုးထားစေချင်ပါဘူးဒါကြောင့်ဝန်ကပြဿနာမှန်သမျှကိုအတူတူရင်ဆိုင်သွားမယ်လို့ပြောခဲ့ပါတယ်သူတို့နှစ်ယောက်ကတနေ့ကုန်အတူတူဖြတ်တန်းခဲ့ကြပြီးကဖေးတစ်ခုကိုတွားခဲ့ကြပါတယ်အဲ့ဒီမှာရှန်ကဝန်နဲ့ဂိမ်းတစ်ခုဆော့ခဲ့ပါတယ်သူမကလက်တစ်ဖက်ထဲမှာတကြားလုံးတစ်လုံးကိုဝတ်ထားပေမဲ့ဝန်ကတော့သူ့ရဲ့အာယုံခံစွမ်းရည်ကိုတုံးပြီးမြင်နေရတာကြောင့်အချိန်တိုင်းကွက်တိမှန်းဆနိုင်ခဲ့ပါတယ်ရှန်ကဝန်ဘယ်လိုလှုပ်လိုက်လဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်ဝန်ကတော့သူမတစ်ခုခုကိုလက်ထဲဝတ်ထားရင်တဒေါင်းစစ်ကိုခန္ဓာကိုယ်နာကတ်ထားတတ်လို့ဆိုပြီးလှည့်ပတ်ပြောခဲ့ပေမဲ့ရှန်ကတော့ဝန်သူမကိုအကုန်လုံးမပြောပြပဲဖုံးကွယ်ထားမှရိပ်မိနေခဲ့ပါတယ်သူတို့ကဖေးကနေမထွက်ခွာခင်မှာပဲဝန်ကဂူထဲမှာသူရှာတွေ့ခဲ့တဲ့ကြောက်မြက်ရတနာတစ်ခုကိုရှန်ကိုလက်ဆောင်ပေးခဲ့ပါတယ်နောက်ရက်မှာတော့ဝန်ဟာရှန်ကသူ့ဖုံးတွေကိုမကင်တာကြောင့်စိတ်ပူနေခဲ့ပြီးအိတ်ပုတ်ကြီးနေတာဖြစ်လိမ့်မယ်လို့တွေးနေခဲ့ပါတယ်ဒါပေမဲ့ရှန်နေတဲ့တိုက်ခန်းအဆောက်အုံမှာမကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်ပျက်ခဲ့ကြောင်းလူတွေပြောနေကြတာကိုသူကြားလိုက်ရပါတယ်ဒါနဲ့ဝန်လည်းအခြေအနေကိုတွားရောက်စစ်ဆေးဖို့အမြန်ပြေးထွက်လာခဲ့ပါတယ်ဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့အဲ့ဒီနေရာကိုရဲတွေကပိတ်ဆို့ထားလိုက်ပါပြီအမျိုးသမီးတစ်ယောက်ကရဲတွေကိုရှန်ပျောက်ဆုံးနေကြောင်းပြောပြနေတာကိုဝန်ကြားလိုက်ရတယ်လို့အနီးနားမှာစွန်ချောင်းမြောင်းလှုပ်ရှားနေတာကိုလည်းမြင်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ဝန်ကစွန်ရဲ့နောက်ကိုလမ်းကြားတစ်ခုတည်းအထိလိုက်သွားခဲ့ပါတယ်ဝန်ကလမ်းကြားထဲမှာနန်းရံကိုလက်တီးနဲ့ထိုးပြီးစွန်ကိုချင်းချောက်လိုက်တဲ့အခါမှာတော့စွန်လည်းကြောက်လန့်တကြားနဲ့အကြောင်းစုံကိုပြောပြဖို့သဘောတူလိုက်ပါတော့တယ်တစ်ဖက်မှာတော့လူဟာဟွမ်းရဲ့မျက်နှာပေါ်ကနေခေါက်တီးတွေကိုရိုက်ထုံနေရင်သူဟာအလိမ်ညာခံရတာကိုအမုန်းဆုံးဖြစ်ပေမဲ့ဂျင်းကိုနှိမ်နှင်းဖို့အခွင့်အရေးရရင်တော့ဘယ်တော့မှလက်လွတ်မှာမဟုတ်ကြောင်းပြောနေခဲ့ပါတယ်ရှန်ကိုပြန်ပေးဆွဲသွားတာဟာလူဖြစ်နေခဲ့ပြီးသူကရှန်ကိုဂျင်းအကြောင်းမေးမြန်းပေမဲ့ရှန်ကတော့ဘသူ့ကိုပြောနေမှလုံးဝမသိပဲဖြစ်နေခဲ့ပါတယ်လူကတော့ဂျင်းဟာဒီစွမ်းအားရှင်အဖွဲ့အစည်းကိုတောင်အသက်ဆုံးပြီးတိုက်ခိုက်ခဲ့တာရှန်ကိုကယ်ဖို့အတွက်ပဲမို့လို့ရှန်လိမ်ညာနေတယ်လို့ထင်နေခဲ့တာပါသူကရှန်ကိုရိုက်နှက်ဖို့လုပ်တဲ့အချိန်မှာ UR လို့ခေါ်တဲ့လူကဝင်တားခဲ့ပါတယ်ရှန်ကဂျင်းဘသူလဲဆိုတာမသိရင်တော့မှဂျင်းကရှန်ကိုဂယုစိုက်တာကတော့အမှန်ပဲလို့ပြောပါတယ်လူကလည်းဒါကြောင့်မို့လို့ပဲရှန်ကိုငါးစာအဖြစ်သုံးနေတာလို့ပြောခဲ့ပါတယ်ဒါပေမဲ့ UR ကဂျင်းဘာလို့ကယ်ဖို့ရောက်မလာသေးတာလဲဆိုတာတွေးတောနေပြီးရှန်ဟာဂျင်းကိုဘလို့အနိုင်ယူရမလဲဆိုတဲ့လျှို့ဝှက်ချက်ကိုသိနေနိုင်တယ်လို့ယူဆနေခဲ့ပါတယ်
အဲ့ဒီအပြင်ဂျင်ရောက်လာရင်တော့သူတို့မှအနိုင်ယူဖို့နီးလမ်းမရှိသေးကြောင်း UR ကပြောတဲ့အခါလူကသူဟာဆရာသခင်အများကြီးစီကနေပညာသင်ယူခဲ့တာလို့ပြန်ပြောပါတယ်ဒါပေမဲ့ UR ကဂျင်ရဲ့စွမ်းအားမြစ်ဖြားခံရာကိုသူတို့တေချာမသိသေးကြောင်းမှာရှန်ကိုအသက်ချန်ထားပြီးသူ့ကိုလက်နက်ချခိုင်းဖို့အတွက်ပဲသုံးတင်တယ်လို့အကြံပေးခဲ့ပါတယ်လူလေး UR စကားကိုနားထောင်ပြီးထွက်သွားခဲ့ပါတယ်လူထွက်သွားပြီးနောက်မှာ UR ကရှန်ကိုငြိမ်ငြိမ်သက်သက်နေဖို့နဲ့နောက်တစ်ချိန်ဆိုရင်သူလည်းမကင်နိုင်တော့ကြောင်းတတိပေးခဲ့ပါတယ်တစ်ဖက်ကလမ်းကြားထဲမှာတော့ဝန်ဟာရှန့်ကိုလူကပြန်ပြီးဆွဲသွားတာဖြစ်ကြောင်းသိလိုက်ရလို့အလွန်တုန်လှုပ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စွန်ကလူဟာတစ်ချိန်ကသူ့ကိုလာရောက်ရင်ဆိုင်တဲ့အဖွဲ့အစည်းကလူတွေကိုတအူးတဲ့နဲ့ဘလိုမျိုးအပြတ်သက်ရိုက်နှက်ဆုံးမခဲ့ဘူးလဲဆိုတဲ့အကြောင်းကိုဝန်အားဆက်လက်ပြောပြနေခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်ကလူရဲ့အရှိန်အဝါကြောင့်ဘူချုပ်ကြီးတယောက်ကလူရှိမှာပင်ဒူးထောက်ပြီးတောင်းပန်ခဲ့ရဘူးပါတယ်။ဝန်ကဂျင်းနဲ့ရှန့်ဘလိုပတ်သက်နေလဲဆိုတာဇဝေဇဝါဖြစ်နေတော့စွန်ကသူတို့ကလေးဘွားတုန်းကရှန့်ကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုကိုပြန်သတိပေးလာပါတယ်။အဲ့ဒီတုန်းကရှန့်ကိုကယ်တင်ခဲ့တဲ့လူကဂျင်းဖြစ်ပြီးအခုထိတော့သူ့ကိုဘယ်မှာရှာရမှန်းဘယ်သူမှမသိကြပါဘူး။သူနောက်တစ်ချိန်ပြန်ပေါ်လာတော့ကလည်းလူရဲ့လက်ချောင်းနဲ့ချောင်းကိုချိုးပစ်ခဲ့ပါသေးတယ်။ရင်းမိသားစုကလူအတွက်ကလေးစားချေဖို့ဂျင်းကိုစုငွေအမြောက်အများနဲ့လိုက်လံရှာဖွေခဲ့ပေမဲ့ရှာမတွေ့ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူတို့ကလူကိုစွန့်ပစ်လိုက်ကြပြီးအဲ့ဒီအချိန်ကစလို့လူကဂျင်းကိုပြန်ရှာဖို့အတွက်တဲလုံးစားတွေကိုလိုက်စုံစမ်းနေကြတာပါ။ဝန်လေဟွမ်ကရှန်နဲ့ဂျင်းပတ်သက်နေပါတယ်ဆိုပြီးလူကိုလိန်ညာပြောခဲ့လို့သာရှန်ပြန်ပေးဆွဲခံလိုက်ရမှရိပ်မိသွားပါတော့တယ်။စွန်ကသူကိုယ်တိုင်လည်းဟန်နဲ့ပူးပေါင်းဖို့ကြံစီခဲ့ပေမဲ့လူဆိုတဲ့လူကသူတို့ကင်တွယ်နိုင်တဲ့အကောင်မျိုးမဟုတ်တာကြောင့်လက်လျှော့လိုက်ပြီးဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့ဝန်ကတော့ရှန့်ကိုတွားကယ်ဖို့ပဲဆုံးဖြတ်လိုက်တာကြောင့်စွန်တယောက်အံ့ဩသွားရပါတယ်။ဝန်ကစွန်ကိုရဲတွေကိုအကြောင်းကြားပြီးအကုန်လုံးကိုဖွင့်ပြောလိုက်ဖို့မှာခဲ့ပါတယ်။ဝန်တယောက်ရှန့်ကိုဖမ်းဆီးထားတဲ့အဆောက်အုံအပြင်ဘက်ကိုရောက်လာတဲ့အခါ Cube ကသူ့ရှန့်ကိုပေးခဲ့တဲ့ကြောက်မြတ်ရတနာကိုအာယုံခံမိတာကြောင့်သူမှဒီအထဲမှာရှိနေကြောင်းအတီးပြုတ်ပေးပါတယ်။တစ်ဖက်မှာလည်းလူက UR ကိုသူတို့တွေကျင့်ကိုတကယ်နိုင်ပါမလားလို့မေးနေခဲ့ပါတယ်။ UR ကတော့ဆရာကြီးချူးနဲ့တိုင်းပညာမဟာမိတ်အဖွဲ့ကြီးရဲ့အကူအညီပါရင်တော့ကျင့်ကိုအနည်းဆုံးဒဏ်ရာရအောင်လုပ်နိုင်လိမ့်မယ်လို့ပြောပါတယ်။ဆရာကြီးချူးကရုပ်သေးရုပ်တစ်ခုကိုသုံးပြီးသူဟာပတ်စံရလို့လာတိုက်ပေးတာမဟုတ်ဘဲကလေးစားချီဖို့အတွက်လာခဲ့တာလို့ပြောလာတဲ့အခါလူကလည်းကျင့်ကိုတတ်နိုင်ဖို့ဆိုရင်ဘာမဆိုလုပ်မယ်လို့ဆိုပါတယ်။ Cube ကအဆောက်အုံထဲမှာပြင်းထန်တဲ့စွမ်းအင်လိုင်း9ခုကိုအာယုံခံပြီးတော့ဝန်ကအစင်းမြင့်ကြောက်မြတ်တွေရောဆက်လို့ပြီးပြီလားလို့မေးတဲ့အခါ Cube ကနောက်ထပ်မိနစ်30ကြာအောင်မယ်လို့ပြောပါတယ်။လူရဲ့လူမိုက်တစ်ယောက်ဖြစ်တဲ့ပါဘလိုကဝန်ရောက်လာတာကိုမြင်ပြီးလူစီတည်င်းလှမ်းပြီးပါတယ်။လူကတော့ဝန်ကိုအဆင်မရှိတဲ့ကောင်လို့သတ်မှတ်ထားတာမို့လို့သူ့လူတွေကိုတွားရှင်းခိုင်းလိုက်ပါတော့တယ်။ဝန်ကတော့ခတ်ထားတဲ့တကားတစ်ချက်စီရောက်လာပြီးရိုက်ခွဲဖို့ပြင်လိုက်ပေမဲ့ပါဘလိုကဝင်တားခဲ့ပါတယ်။အဲ့ဒီတကားမှာစွမ်းအားအတားအဆီးကာကွယ်မှု super power barrier ရှိနေတာမို့လို့စွတ်ဖြတ်ရင်ကိုယ်ပဲဒဏ်ရာရလိမ့်မယ်လို့တတိပေးပါတယ်။ Cube ကပါဘလိုရဲ့တိုက်ခိုက်ရေးစွမ်းရည် combat power က52ရှိပြီးဝန်ကတော့90ပဲရှိသေးကြောင်းတတိပေးလိုက်ပါတယ်။ဝန်ကပါဘလိုကိုသူလူတစ်ယောက်ကိုလာခဲ့တာလို့ပြောပေမဲ့ပါဘလိုကတော့သူ့အထက်ကအမိန့်အရအပေါ်ထက်ကိုတက်မဲ့သူမှန်သမျှကိုတတ်ရမှာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့ဝန်ကတော့လုံးဝနောက်ဆုံးမပေးခဲ့ပါဘူး။သူတို့နှစ်ယောက်တိုက်ခိုက်ဖို့ပြင်နေကြစဉ်မှာလူကရှန့်ကိုသူတို့ရဲ့ဓာတ်ရိုက်ဗီဒီယိုလိုင်း live feed ကိုပြသလိုက်ပြီးဒီကောင်ဝန်ဘလောက်အထိခံနိုင်မလဲဆိုတာစောင့်ကြည့်ရအောင်လို့စနောက်နေခဲ့ပါတယ်။ဝန်ကပါဘလိုရဲ့မျက်နှာကိုကန်လိုက်ပေမဲ့ဘာမှမဖြစ်ခဲ့ပဲသူတို့နှစ်ယောက်အပြန်အလှန်လုံးထွေးတိုက်ခိုက်ကြပါတော့တယ်။ဝန်ကပါဘလိုကိုတစ်ချက်ထိအောင်ထိုးနိုင်ခဲ့ပေမဲ့ပါဘလိုကဝန်လက်မောင်းကိုပြန်ဖမ်းပြီးမြေပြင်ပေါ်ကိုစောင့်အုပ်ပစ်လိုက်ပါတယ်။သူကဝန်မျက်နှာကိုခြေထောက်နဲ့ထပ်နင်းဖို့လုပ်ပေမဲ့ဝန်ကအချိန်မီရှောင်ထွက်နိုင်ခဲ့ပါတယ်။ပါဘလိုကဝန်ကိုထင်ထားတာထက်တန်မာလို့သဘောကျသွားပေမဲ့သူ့အမြင်မှာတော့အတွေ့အကြုံမရှိသေးတဲ့အောက်တိုးတိုးကောင်လေးတစ်ယောက်လိုပါပဲ။သူတို့တွေဆက်တိုက်ကြရင်ဝန်ကပါဘလိုကိုနန်ရန်စီလွင့်ထွက်သွားအောင်ကန်ပစ်လိုက်လို့ပါဘလိုတစ်ယောက်ဒေါသကြီးဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဝန်ကရုတ်တရက်ကြီးတူဟမ်မာတစ်ခုကိုထုတ်ယူလိုက်ပြီးပါဘလိုရဲ့ခေါင်းကိုအားပြင်းပြင်းနဲ့ထုရိုက်ကတတိမေ့သွားအောင်အပြတ်ရှင်းပစ်လိုက်ပါတော့တယ်။အဲ့နောက်မှာတော့ပါဘလိုစီကတော့ကိုယူပြီးတကားကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူရှေ့ကိုဆက်လျှောက်သွားတဲ့အချိန်မှာပဲချက်လို့ခေါ်တဲ့လူတစ်ယောက်ကသူ့စီကိုဓာတ်တစ်ချောင်းနဲ့လှမ်းပစ်လိုက်ပါတော့တယ်။ဝန်ကန်ကောင်းလို့ရှောင်လိုက်နိုင်ပေမဲ့ချက်ကသူ့မျက်နှာကိုခြေထောက်နဲ့ထပ်ကန်လိုက်တာကြောင့်လေကားပေါ်ကနေပြုတ်ကျလူနီးပါးဖြစ်သွားခဲ့ရပါတယ်။ချက်ကအဆင်မရှိတဲ့ကောင်ကပါဘလိုကိုနိုင်လာခဲ့လို့အံ့ဩနေကြတာပါ။ဝန်ကလည်းသူ့ကိုတိုက်ခိုက်ခဲ့တဲ့အတွက်ပြန်ပေးဆက်စီရမယ်လို့ချိန်မောင်းလိုက်ပေမဲ့ချက်ကတော့အပေါ်ထပ်မှာစောင့်နေမယ်ဆိုပြီးတက်သွားခဲ့ပါတယ်။ဝန်ခန္ဓာကိုယ်ကိုပြန်တွန်းတင်ပြီးထားလိုက်ချိန်မှာ Cube ကချက်ရဲ့တိုက်ခိုက်ရေးစွမ်းရည် combat power က85အထိရှိတယ်လို့တတိပေးလိုက်တာကြောင့်လန့်သွားရပါတယ်။ဒါပေမဲ့လည်းဝန်ကနောက်တစ်ထပ်ကိုဆက်ပြီးပြေးတက်သွားခဲ့ပါတယ်။အပေါ်ရောက်တော့မှောင်မဲနေတဲ့အခန်းတစ်ခန်းနဲ့ရောက်သွားပြီးချက်ကသူ့ကိုအမှောင်ထဲကနေချောင်းမြောင်းတိုက်ခိုက်ဖို့ကြံစီနေမှဝန်ရိပ်မိသွားပါတယ်။ချက်ကဝန်စီကိုဓာတ်နဲ့ထပ်ပစ်ပြန်လို့ဝန်ကရှောင်လိုက်ပေမဲ့ချက်ကသူ့ရဲ့စွမ်းအားကိုသုံးပြီးဓာတ်ကိုလက်ထဲပြန်ရောက်အောင်လုပ်လိုက်ပါတယ်။ဝန်ကထပ်ရှောင်ရင်ချက်ကိုကန်ထုတ်လိုက်ပေမဲ့သူကအမှောင်ထုနဲ့ပြန်လေပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။တကယ်တော့ချက်ဟာငငယ်ကလေးကအမှောင်ထဲမှာလီးကျင်လာခဲ့တာမို့လို့အတန်ကိုနားထောင်ရုံနဲ့ပစ္စည်းတွေရဲ့တိနေရာကိုကွက်တိတိနိုင်တဲ့စွမ်းရည်ရှိနေပြီးအမှောင်ထဲမှာတော့သူ့ကိုဘယ်သူမှမနိုင်ဘူးလို့တွေးကမှန်တက်နေကြတာပါ။သူကဝင်းစီကိုအတင်းပြေးဝင်တိုက်ခိုက်ဖို့လုပ်ပေမဲ့ဝင်းစီကနေပါရိုက်ချက်ကိုအပြင်းထန်ခံလိုက်ရတာကြောင့်သူ့ရဲ့တိနေရာကိုဝင်းဘလို့တိသွားလဲဆိုပြီးစပွေးစဝါဖြစ်သွားရပါတယ်။အဲ့ဒါနဲ့သူကမယုံနိုင်စရာကောင်းတဲ့အရှိန်နှုံးနဲ့ပတ်ချလေပြေးလွှားပြီးဝင်တိုက်ဖို့စူးစမ်းပြန်ပါတယ်။ဒါပေမဲ့ဝင်းက baseball တုပ်တစ်ခုကိုရုတ်တရက်ကြီးဆင့်ခေါ်လိုက်ပြီးချက်ရဲ့ငယ်ပါကိုကွက်တိလှမ်းရိုက်ပြီးအပြတ်နှိမ်နှင်းပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်း Stone လို့ခေါ်တဲ့လူကသူ့ရဲ့အပေါင်းဖော်ကိုကြီးကိုဝင်တယောက်ချက်ကိုပါထပ်နိုင်သွားပြီဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ Stone ကတော့ဝင်က Wolf ရဲ့လက်ချက်နဲ့တင်ဆက်သိမ်းသွားလိမ့်မယ်လို့တွေးနေပေမဲ့ကိုကြီးကတော့ဝင်သားအသက်ရှင်ပြီးသူ့စီအထိရောက်လာရင်တိုက်ခိုက်ရမှာမလို့စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဝင်ကတော့ရှေ့ကိုဆက်ပြေးရင် Wolf နဲ့ထိတ်တိုက်တိုးပါတော့တယ်။ဝန်ကသူ့ရဲ့ baseball တုံးနဲ့ Wolf ကိုချက်ချင်းလှမ်းရိုက်ပေမဲ့ Wolf ကအသာလေးပိတ်ဆို့ခုခံလိုက်ပြီးဝန်ကိုမြေပြင်ပေါ်စောက်အုပ်ပစ်လိုက်ပါတယ်။ပြီးတော့ဝန်ကိုလေပင်းညစ်ပြီးအသက်ရှူကြအောင်လုပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Cube ကအစင်းမြင့်ကြောက်မြတ်တွေရောဆက်ပြီးဖို့နောက်ထပ်10မိနစ်ပဲလိုတော့တယ်လို့တတိပေးလာပါတယ်။
ဒါနဲ့ဝန်လဲဓာတ်တစ်ချောင်းကိုထပ်မံဆန့်ခေါ်ပြီး Wolf ကိုထိုးဖို့စူးစမ်းပေမဲ့ Wolf ကဖမ်းချုပ်လိုက်ပြီးညစ်ပတ်တဲ့နီလန်သုံးတဲ့အတွက်ပညာပေးရမယ်လို့ဆိုပါတယ်။ဝန်ကလေပြီးညှစ်ထားတဲ့အထက်ကနေရုံထွက်နိုင်ခဲ့ပြီး Wolf ရဲ့ဘိုက်ကိုလက်သီးနဲ့အားပြင်းပြင်းထိုးပစ်လိုက်ပေမဲ့ Wolf ကဘာမှမဖြစ်ပဲဝန်လက်ပဲပြန်လာသွားခဲ့ရပါတယ်။ဝန်က Wolf ရဲ့တိုက်ခိုက်မှုကိုရှောင်လိုက်ပေမဲ့ Wolf ရဲ့အားရှင်ကြောင့်ချမ်းပြင်ကြီးပါပျက်စီးသွားတာကိုမြင်ပြီးမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ Wolf ကဝန်နောက်ကိုလိုက်လံတိုက်ခိုက်နေတာကြောင့်ဝန်လည်းပြန်ခုခံဖို့စူးစမ်းပေမဲ့ Wolf ကဝန်ခြေထောက်ကိုဖမ်းဆွဲပြီးမြေပြင်ပေါ်ကိုအားပြင်းပြင်းဆောင့်ချပစ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ Wolf ကဝန်ရဲ့လက်မောင်းကိုချိုးပစ်လိုက်ပြီးဝန်တယောက်လွင့်ထွက်သွားတဲ့အထိပြင်းထန်တဲ့လက်သီးချက်နဲ့ပွဲသိမ်းပစ်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအစင်မြင့်ကြောင်မြတ်တွေရောဆက်ကနောက်ဆုံးတော့ပြီးစီးသွားခဲ့ပြီးဝန်ဟာဘာမှမဖြစ်ခဲ့သလိုမျိုးကြမ်းပြင်ပေါ်ကနေပြန်ထရလိုက်ပါတော့တယ်